ထမင်းစားပြီးချိန်မှာကျန်းမာရေးနဲ့ညီညွတ်စေဖို့ရှောင်ကျဉ်သင့်တဲ့အချက်၅ချက်ကိုဖော်ပြပေးပါမယ်။ထမင်းစားပြီးချင်းရေချိုးခြင်းထမင်းစားပြီးချိန်မှာခန္ဓာကိုယ်ရဲ့သွေးလည်ပတ်မှုကအစာချေဖျက်ရာကိုအာရုံစိုက်ထားပါတယ်။ဒါကြောင့်ရေချိုးလိုက်ရင်ခန္ဓာကိုယ်အပူချိန်ပြောင်းလဲပြီးသွေးလည်ပတ်မှုကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ထမင်းစားပြီးအနည်းဆုံးမိနစ်30ခန့်ကြာမှရေချိုးသင့်ပါတယ်။နှစ်အစာစားပြီးချင်းလေ့ကျင့်ခန်းပြုလုပ်ခြင်းအစာစားပြီးချိန်မှာလေ့ကျင့်ခန်းလုပ်တာကအစာချေစနစ်ကိုအနှောင့်အယှက်ဖြစ်စေပြီးဗိုက်အောင်တာမအီမသာဖြစ်တာတွေဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ထမင်းစားပြီးအနည်းဆုံးနာရီဝက်ကြာမှလေ့ကျင့်ခန်းလုပ်သင့်ပါတယ်။သုံးအစာစားပြီးချင်းအိပ်စက်ခြင်းထမင်းစားပြီးချင်းအိပ်စက်တာကအစာချေဖျက်မှုကိုနှေးကွေးစေပြီးဗိုက်ပြည့်အက်တက်တာရင်ပူတာတွေဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ထမင်းစားပြီးအနည်းဆုံးနာရီဝက်ကြာမှအိပ်စက်သင့်ပါတယ်။လေးအစာစားပြီးချင်းလက်ဖက်ရည်သို့မဟုတ်ကော်ဖီတောက်ခြင်းလက်ဖက်ရည်ဒါမှမဟုတ်ကော်ဖီမှာပါတဲ့ကဖိန်းဓာတ်ကအစာချေဖျက်မှုကိုအနှောင့်အယှက်ဖြစ်စေပြီးတန်တက်ဆုပ်ယူမှုကိုလျှော့ကျစေနိုင်ပါတယ်။ဒါကြောင့်ထမင်းစားပြီးအနည်းဆုံး1နာရီကြာမှတောက်သင့်ပါတယ်။ငါအစာစားပြီးချင်းစစ်လိတ်တောက်ခြင်းထမင်းစားပြီးချိန်မှာစစ်လိတ်တောက်တာကပုံမှန်ထက်ပိုပြီးကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ဘာလို့လဲဆိုတော့စစ်လိတ်မှာပါတဲ့ဓာတုပစ္စည်းတွေကအစာချေစနစ်ကိုထိခိုက်စေပြီးကင်ဆာဖြစ်နိုင်ခြေကိုမြင့်တက်စေနိုင်လို့ပါ။ဒါကြောင့်ထမင်းစားပြီးချိန်မှာဒီအချက်တွေကိုရှောင်ကျဉ်ပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့နေထိုင်မှုပုံစံကိုမွေးမြူကြပါစို့။